Hi ချစ်တို့ရေမိုးတွေတိမ်မိန်ရွာနေတဲ့အချိန်ကျမှသမီးကြီးလေနားဖောက်ချင်တာတဲ့မမေလိုက်ပို့ပါအောင်ဆိုလို့112လမ်း6465ကြားမှာရှိတဲ့ Style ဆိုတဲ့ဆိုင်လေးကိုဝမ်းတို့ရောက်ခဲ့ပါတယ်ဒီဆိုင်လေးကရန်ကုန်မှာဖွင့်တာတော့တော်တော်ကြာပြီတဲ့အခုမန္တလေးကိုပြောင်းလာတာ4လလောက်ပဲရှိသေးတယ်တဲ့ဒီမှာနားဖောက်တာလဲပေါ့နော်မနာဘူးတေချာဖောက်ပေးတဲ့ဂယူးဆိုင်တယ်ဆိုလို့သမီးကြီးကိုဝန်ကဒါလာပြီးတော့ဖောက်ပေးတာပါသမီးကြီး2နှစ်တုန်းကဖောက်ထားတဲ့နှစ်ပေါက်ကရှိတယ်ဒါပေမဲ့ပါးနဲ့အရန်ကတ်နေတာလေနှစ်ပေါက်စလုံးကနေရာလုံးဝမတည့်ဘူးပေါ့နော်ပြီးတော့ तू ကအပေါ်ကိုလဲထပ်ပြီးတော့ဖောက်ချင်တယ်တဲ့လက်ကလေးရွေးနာလေးတော့ထပ်ဖောက်ချင်တယ်ဆိုတော့ခုရရောက်ချင်းတော့ငကက်လေးတွေရွေးတယ်ပေါ့နော်ငကက်လေးကလည်းပုံစံလည်းစုံမဲသမီးကြီး तू ကြိုက်တာလေးရွေးပါတယ်ငကွင်းလေးတွေလည်းရှိပါတယ်ကဲသူတို့ကလေအရွယ်လေးရောက်ပြီဆိုတော့ခစ်နဲ့အညီလှုပ်ချင်တာပေါ့နော်အဲ့ဒါနဲ့ဒီဘက်ကောဟိုဘက်ကောဖောက်မယ်တဲ့ဒီဘက်ကိုတော့အောက်နားလေးမှာဖောက်မယ်ပေါ့ဟိုဘက်နားလေးကိုတော့အပေါ်မှာဖောက်မယ်တဲ့အဲ့ဒါနဲ့ပထမတော့ဝန်ကတော့အဲ့နှစ်ပေါက်ပဲဖောက်မှာဆိုပြီးတော့တွေးလာတာပေါ့နော်ကဲအပေါ်ဓာတ်မှာဖောက်မယ်ဆိုပြီးတော့သမီးကြီးကိုအပေါ်ဓာတ်ကိုခေါ်သွားပါတယ်ကဲဖောက်ပြီးတဲ့ညီမလေးကလည်းရန်ကိုစိတ်ရှိပါတယ်ပန်ရှင်မကြီးကလည်းရန်သဘောကောင်းနားလေးကိုရေခဲအရင်ကတ်တယ်ပြီးတော့ထုံစည်းဖြန်းတယ်ဒီမှာအကလေးနဲ့ဒီလိုလေးထိုးလိုက်ရုံပဲเนาะသမီးကြီးမျက်နှာကတော့နည်းနည်းလေးပဲပြတ်သွားတယ်เนาะဒါဆိုရင်အရန်ကြီးနာတယ်လို့မခေါ်ဘူးเนาะတတိရှိတယ်เนาะကဲဒီမဲ့ငကလေးကတစ်ချက်ချင်းတက်လိုက်ပြီးလှလိုက်တာကဲဒီဘက်ကိုတော့ तू ကအောက်နားလေးကိုနည်းနည်းလေးတိုးပြီးတော့ဖောက်မယ်တဲ့ဒီဘက်ကိုတော့ဖောက်လိုက်ပါတယ်ဖောက်ပြီးတော့ကြတော့ तू ကအရင်ဖောက်ထားတဲ့နှစ်ပေါက်ကကြတော့ပါးနဲ့ကတ်နေတာပေါ့နော်ပါးနဲ့ကတ်နေတာအရာကဘေးကိုတော်တော်ကိုရောက်နေရနဲ့ဒါအခုမဝစ်တာလဲကြပြီဆိုတော့အဲ့ဒီအပေါက်လေးကလည်းပိတ်တော့မှာဖြစ်တဲ့အတွက်ငါနှစ်ပေါက်ကိုလည်းနေရာလေးကိုတိတိချာချာလေးမှတ်ပြီးတော့ပြန်ဖောက်ခဲ့တယ်ပေါ့နော်တနန်းနဲ့မဟုတ်ဘူးနော်ဒီမှာအဲ့နဲ့ပဲဖောက်တာနော်အရန်တော်တာညီမလေးကနော်ကဲသမီးကြီးကတရက်ထင်းနဲ့4ပေါက်တောင်ဖောက်ခဲ့တာဘယ်လောက်တတိရှိလဲမျက်နှာပြုံးနေလိုက်သေးတယ်နားလေးကတော့ရဲနာပဲနော်ကဲဒါဆိုရင်တော့တအားနာတယ်လို့မခေါ်ဘူးเนาะကဲညီမလေးရပြီးတော့ကြတော့နားကိုဘလို့တန်ရှင်းလုပ်မလဲဆိုတာကိုသမီးကြီးကိုပြောပြပေးတယ်ဝမ်းကိုတင်ပေးတယ်ပေါ့နော်နှစ်ပေါက်လေးကလည်းကဲလှသွားပါပြီကဲဖောက်ပြီးတော့ဝမ်းတို့သားမီးညမိုးရွာကြီးတဲ့ကိုပြန်လာကြပါတယ်ရှင်အမတ်တရလေးပေါ့နော်